အားလုံးပဲမင်္ဂလာပါရှင် Housewife Diary Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အီမောမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့ပိတ်ရကလေးမှာပေါ့နော်ကလေးတွေကိုအီမောဇလက်ထော်လိုက်ပို့တဲ့အကြောင်းလေးကို sharing လုပ်ပေးခြင်းလို့ပါအခုကလေးတွေကလည်းနေရာဒီကြောင်းပိတ်ထားတဲ့အတွက်ကြောင့်မို့လို့နေနေတွေဖေဖေတွေနေနဲ့ကလေးတွေကိုလိုက်ပို့တဲ့နေရာလေးတစ်ခုမို့လို့အီမော sharing လုပ်ပေးလိုက်တာပါဒီဇလက်ထော်ဆိုတဲ့နာမည်လေးကိုပေါ့နော်အီမောအရင်ခဏကြားဖို့နေပါတယ်ဒါပေမဲ့မရောက်ဖြစ်ခဲ့ဘူးပေါ့နော်အခုဒီမို့ရောက်သွားတဲ့ခါမှာတော့ကလေးတွေအတွက်အဆင်ပြေတာမို့လို့ဒီမို့ဒီဇလက်ထော်ကိုဒီမို့ဘယ်လိုသွားလဲပြင်ဘာတွေယူသွားရမလဲဘာတွေနောက်ပြီးကလေးတွေအတွက်ဘယ်လိုမျိုးပြင်ဆင်သွားရမလဲဆိုတာလေးကိုဒီမို့ sharing လုပ်ပေးခြင်းလို့ပါရှင်ဒီမို့လို့မနက်စောစောပေါ့နော်ရန်ကုန်ကနေပြီးတော့စထွက်လာပါတယ်လှဲကူကိုဖြတ်ပြီးတော့ပေါ့နော်နောက်ကူလမ်းဟောင်းအတိုင်းပဲအီမိုတို့ဘကိုးကိုလာခဲ့ပါတယ်အီမိုဒီမှာရေပုံလေးကို sharing လုပ်ပေးထားရပေါ့နော်ဒီဘကိုးအဝင်ဘကိုးဝင်မှာရှိတယ်ဘရင်အောင်ရုပ်ထုရနေပြီးတော့ဘယ်ဘက်ကိုပေါ့နော်လုံးဝလိုက်လို့ရှိရင်တော့ဇလက်ထော် glamping ကိုရောက်ပါပြီနမအီမောရရောက်ချင်းပေါ့နော်သူတို့အထက်မှာနေထားလေးဘယ်လိုလေးရှိလဲဆိုတာကိုအီမောရိုက်ထားတာပါသူကဒီမှာအီမောဗီဒီယိုထဲမှာပြထားတယ်လို့တက်အဖြူလေးတွေငှားလို့ရတယ်ပေါ့နော်ဒီတက်အမြတော်တော်လေးကြီးပါတယ်မိသားစုတွေအေးဆေးတဲလို့ရပါတယ်သူကလေဘာကောင်းတာလဲဆိုအဲ့တက်တစ်ခုချင်းစီမှာသူကကိုပိုင်ရေကူးကန်လေးတွေသူကပါတယ်အဲ့အတွက်ကြောင့်မို့ဒီမှာတဲတဲ့ခါကျတော့အဆင်ပြေရလေ relax လေးဖြစ်တယ်လူများရဲ့သွားလို့တက်နေရပြည့်နေလို့မငားနိုင်ဘူးဆိုရင်တော့မှ तू ကလူတွေဒီလိုနားနေဖို့အတွက်နေရာလေး तू အများကြီးဒီမှာတဲလေးတွေ तू အများကြီးလုပ်ပေးထားတယ်အဲ့ဒီမှာလည်းဒီမြေကြီးမှာခင်းထိုင်လို့ရတဲ့အဆင်ပြေတဲ့နေရာတွေရှိတယ်လို့အပေါ်မှာလည်းနာနေလို့ရတဲ့ပုံစံလေးတွေเนาะအိမ်မဲစားမယ်အေးစေးနားလို့ရတဲ့နေရာလေးအများကြီးလုပ်ပေးထားတယ်တစ်ပင်လေးတွေလည်းအများကြီးစိုက်တာတော့နေလို့ထိုင်လို့လည်းအဆင်ပြေရပေါ့เนาะပြီးတော့ဒီဘက်ကဒါဇလက်ထော်ဆေးကြီးပေါ့เนาะဆေးရဲ့အစွန်ဘက်ကလေးပေါ့အဲ့ဆေးရဲ့အစွန်ဘက်ကလေးထဲမှာ तू ကactivity တွေအများကြီးလုပ်လို့ရတယ်။ဘာလို့လုပ်ရလဲဆိုတော့လေစီးတာတို့เนาะနောက်တစ်ခုကကြတော့ဒီfloating bridge မှာပြေးတာတို့ပေါ့เนาะဒီလို activity မျိုးလေးတွေလုပ်လို့ရပါတယ်။အော်ဒီလိုရေတွေနဲ့ပင်လေးတွေနဲ့မြင်လိုက်ရတော့လေတမျိုးလေးပေါ့เนาะ။အော်ဒီတန်လေးကမရတော့လူများလို့ဒီလိုတန်လေးရရင်တော့ကောင်းတယ်။ဒါဆိုဒီမှာလှည့်စီးနေကြတာပါ။အော်ဒီမှာအီမိုအဓိကကိုပြောမယ်နော်။ तू ကဝင်ကြီးက2000ပေးပြီးတဲ့ခါကျတော့အထက်မှာရှိသမျှ तू လုပ်ထားတဲ့ activity တွေအကုန်လုံးကိုလိုက်လို့ရပါတယ်။အဲ့တော့ဒီမှာဒီလိုနေရာလေးတွေရှိရပေါ့နော်။ဒီမှာကလေးတွေရေကူးလို့ရတယ်ရေကူးကန်လေးတစ်ခုလည်းပါပါတယ်။ရေကူးကန်ကတော့အရန်ကြီးတော့မကျယ်ဘူးပေါ့နော်။ကလေးတွေပဲဆော့လို့ရ။တာနေအောင်တာလေးဒီကကလေးတွေပဲရမယ်။ချင်းလေးအဲ့မုံတို့အဖွဲကြီးအထုပ်တွေချပြီးတော့ဗောနော်ခဏနားနေရပါရောက်ချင်းဒါကြီးစလုပ်ရင်ကောင်းမလဲဆိုပြီးတော့ဒီမှာဒီမုံနဲ့တူတူဒီတန့်လေးတွေကိုလိုက်ကြည့်ပါဦးဒီမှာလှလှပလေးနေနော်ဒီမှာရေကူးကန်လေးတွေတန့်လေးတွေအမိုးလေးတွေနဲ့အဲ့မှာစပိန်နဲ့စီးလို့ရတယ်စပိန်လေးတွေကတော့နည်းနည်းသတိထားစီးပေါ့နော်ဒီမုံတို့သွားနေရင်လည်းပဲအဲ့မှာကလေးမလေးခဏချော်လေးတယ်စပိန်တွေကြည့်ရတာလဲဘယ်လိုပြောမလဲဆိုတော့အများစီးတာဆိုတော့လေ break မမိတာကြီးနောက်လမ်းကလည်းလိုမျိုးချောမွေ့နေတဲ့လမ်းမဟုတ်ဘူးတဘာဝဒီလိုခဲလုံးလမ်းလေးဆိုတော့ကလေးချော်လဲတတ်တယ်စပိတ်စီရင်သတိထားပါလို့အမေကပြောချင်ပါတယ်ရှင်ဒီမှာတော့ floating bridge ပြေးဖို့အတွက်စောင့်နေကြတာပေါ့နော်အဲ့ဒီ floating bridge ကသူကလေတယောက်ချင်းစီအမြန်ပြေးရတာပေါ့ဒါပေမဲ့အဲ့နေကလူတွေကအရင်များပြီးဟိုလူတက်လိုက်ဒီလူတက်လိုက်နေအဲ့မှာမြုပ်လိုက်ပေါ်လိုက်ဖြစ်နေတာပေါ့နော်ပြီးတော့ဒီ floating bridge ကိုဖြတ်မယ်ဆိုလို့ရှိရင် life jacket ကိုတိတိကျကျဝတ်ကြပါနော်ဒီလိုမျိုးshort စီးရည်လည်းရှိရပေါ့ဒါပေမဲ့ဘယ်ဟာကိုပဲလုပ်ပါကိုယ့်အနေကိုကိုသတိထားပါဒါတွေဆိုရင်လည်းအရန်မြင့်ပါတယ်ပေါ့နော်ကလေးတွေကို
တတိထားပြီးတော့မိဘတွေကိုယ်တိုင်ပါဝင်ပြီးတော့လုပ်ပေးပေါ့နော်ပြီးရင်ဒီမှာ zip line ကအရင်တော့မဝေးပါဘူးဒါပေမဲ့မစိုးပါဘူးပေါ့နော်ဒါ zip line မစီးဘူးရနော်ဒါ zip line ရဲ့အရသာလေးကိုခံစားလို့ရပါပေါ့နော်နောက်ဒီမှာကလေးတွေဆော့လို့ရတဲ့နေရာလေးတွေအများကြီးပဲဒါပေမဲ့ကလေးတွေကိုတော့တိတ်မလွတ်ထားသေးချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ तू ကမြေကြီးတွေကမညီမညာဖြစ်တဲ့အတွက်ချော်လဲရတယ်ပဲဖြစ်နိုင်တယ်ပေါ့နော် view site ပေါ့နောက်တစ်ခုပြောချင်တာကဇလက်ထော်ကိုသွားမယ်ဆိုရင်ကိုမကလေးတွေပါတယ်ဆိုလို့ရှိရင်အဝတ်စားအပူလေးယူသွားပါလူကြီးဆိုလည်းအဝတ်စားပူလေးယူရပါသူကရေးနဲ့ဆော့ရတာလည်းရှိတယ်ပြီးတော့တနေ့နေ့ကန်းဆိုရင်ချွတ်ထွက်တာဘာညာဆိုအဓိကအဝတ်စားပူယူရပါအစားအသောက်တွေဆိုလို့ရှိရင်လည်းကိုစားရတော့အကုန်လုံးကိုထည့်သွားပါရှင်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ဈေးသက်ကလည်းတက်တာတယ်မုတ်တွေအစားထည့်သွားပေါ့နော်ကိုနာနာနေနေလည်းအေးစိနာလေးရတယ်အဓိကအဝတ်စားပူထည့်သွားပါပဲနေပူတဲ့အတွက်ကြောင့်ကလေးတွေအိုးထုတ်တွေအိမ်လက်ရှိလေးတွေဝတ်သွားပါကျမတို့ကတော့ကလေးမီဖြစ်တဲ့ကြောင့်မလို့တနေရာသွားရင်ကလေးတွေအပျော်ကနေပြီးတော့နေမကောင်းဖြစ်မှာတွေပါအရန်ကြီးစိုက်ပါတယ်ခုကလေဒီမှာရေတွေနဲ့ဆော့ပြီးသွားလို့ရှိရင်ရေချိုးကန်းလေးတွေလည်းရှိရနော်ရေချိုးအိမ်သားလေးတန့်ပါတယ်လူများရဲ့ဆိုလို့ရှိရင်တော့အလုံးနည်းနည်းတန့်စီပြီးဆောင်းရတာပေါ့နော်သူတို့မှရေချိုးဆက်ပြားတွေပါလည်းပြီးထားပါတယ်မလို့ဆိုရေကက်ကအစားတင်သွားတာပေါ့နော်လူလဲများတော့လေပြီးရင်တော့ဒီမှာမြောက်ကလေးတွေလည်းပြထားသေးတယ်ဒါမျိုးတွေကတော့တိတ်တော့အိမ်မကြိုက်ပါအောင်ဟိုကနေကလေးကြီးကျင်းလာလို့ဒါပေမဲ့သူတို့ဘယ်လိုစနစ်တင်နေဘယ်လိုထားလဲတော့မသိဘူးပေးမယ်မြောက်စာတစ်ခွက်တစ်ထောင်ဆိုပြီးတော့ဘေးမှာထားတယ်ပုံလေးတွေကိုပေါ့နော်ထည့်ပြီးတော့ဒီမြောက်စာကိုကျွေးလို့ရတယ်ကြည့်ရတယ်ပတ်စံမပါတဲ့လူလည်းယူပြီးတော့ကျွေးချင်တယ်ကျွေးသွားလို့ရတဲ့ပုံစံလေးပေါ့နော်ဒီမိုင်းမွန်ကတော့အရန်အမြင့်ကြီးမတက်ပေမဲ့ပေါ့နော်အောက်တက်စင်လေးကိုတော့ကစားခဲ့ပါတယ်ရောက်လက်စနဲ့ဒီရတာလည်းခံစားရအောင်ကိုလက်လှူရှာမှုလည်းဖြစ်သွားရအောင်ပြီးတော့အနေလည်းမရှိတဲ့အနေထားမှုလို့စောခဲ့ပါတယ်ရှင်အပြန်မှာတော့ဒီဇလက်ထော်ဂလမ်ပင်းရဲ့လို့ဖြစ်လာစေတဲ့ဇလက်ထော်ဆေးယူတဲ့ကလေးတွေနဲ့တူဝင်ရောက်ကြည့်ရှုခဲ့ပါသေးတယ်နောက်တစ်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်အားလုံးပဲတတာ